မြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့ကျွန်တော်တို့တငယ်ချင်းတွေနဲ့ချောင်းပေးတဲ့နေရာမှာပြုတ်ပြုတ်ဖားစားတောက်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဒါကတော့ရလာတဲ့ငါးတွေကိုချက်ပြုတ်ဖို့ပြင်ဆင်နေကြတာပေါ့နော်။ကဲခုပါလာတဲ့ရက်ခါတွေကိုစကင်နေပါတယ်။အနမ်းရောငါးရောငါတကောင်ပဲရတယ်ဆိုတော့ကနန်းနေပဲဦးစားပြီးမှချက်ပြုတ်နေပါတယ်လောလောဆယ်လိုအပ်တဲ့ရွယ်တွေလည်းခူးပြီးမှပါလာတဲ့ဓာတ်တွေနဲ့အတူဟင်းရချက်ပြုတ်ဖို့ထဲမှာဖြစ်ပါတယ်ဒါကတော့ကင်မီတာအကင်တွေရပါလာတဲ့အခါတွေရစပြီးမှငွေချင်းတွေနဲ့သူစတော့မှာဖြစ်ပါတယ်ဒါဒီလိုပဲနော်ဟုတ်တယ်ဗျem ba gì nghe là không leo em đang em đồ mà cái châm ban Nhi mua sủi à Nhi?